ပြောကနေဝင်မဲ့တကားပါအဲ့အခုတလောလေးမပြောအပ်တဲ့အိမ်တွေမှာပြောကြည့်ကြည့်တာတကားတွေအကုန်လုံးပါလေဒီလို height တွေအကုန်လုံးအမြင့်နေပြီပဲအဲ့တော့တကားကျတော့ဒီကနေပြီးတော့ပြော9ပေထက်ကျော်ပြီးတော့10ပေထီဟိုမှာဒီတကယ်ရွက်ကြီးပဲဆိုလို့ရှိရင်4တာပြည့်နောက်ကြလို့ရှိရင်ဒါအဆင်မပြေဘူးပေါ့နော်အဲ့တော့ပြောတော့ခေါင်းဝန်းနဲ့ထည့်ပြီးတော့တခါမိုက်တယ်အဲ့လိုပဲမှန်တော့ဒါကတော့ဒီမှန်ရွေးချယ်မှုပေါ်မှာတော့မပြောတော့ကျတဲ့လိုရွေးချယ်လို့ရတယ်တချို့ကကြတော့လေအဲကန်နေပြီးတော့ကြီးလိုက်တဲ့အချိန်မှာတမ်းပြီးအထဲမှာဘာလို့နေလဲဆိုတာကြည့်လို့ရအောင်လို့မပြောတော့အချီသုံးတယ်တချို့ကြလည်းလုံးဝအောင်ပြီးဖို့ကတော့မမြင်ချင်တဲ့အတွက်ကြောင့် privacy မသုံးတယ်တချို့ကြလည်းမှန်လုံးဝအချီသုံးတယ်အချီပါဘူးဒီဇိုင်းမှန်နေသုံးတယ်ပေါ့နော်ဒီပေါ်ကတော့ဒါ customer choice လုပ်လို့ရတဲ့နေရာပေါ့နော်အဲ့ရလည်းမပြောတော့မြို့ကန်နဲ့ဝင်ပါပြီမြို့ကန်ထဲမှာကျွေပြားလေးတွေဆိုလို့ရှိရင်လေခဲလေးဆိုတော့တန့်နေရောပဲနော်ခဲလေးဒီမြို့ကောင်ကတော့ဒါပဲပြောတော့လုံးဝအသစ်လုပ်ပေးရတာပါအစားမြို့ကောင်ဖြိုပြီးတော့ပြောတော့တေးသေးလေးပဲပါတယ်တို့ကြောင့်မြို့ကောင်ဖြိုတယ်ဖြိုပြီးတော့အပေါ်အောက်ကိုအလူမီနီယံကပ်ဘိနက်ထည့်ပေးရတယ်အလူမီနီယံကပ်ဘိနက်ထည့်ပေးတာမပြောအရင်ပြောနေကြအတိုင်းပဲဘလော့ဘောက်ဆိုလို့ရှိရင်ကြတော့မပြောလဲမကြိုက်ဘူးဒါပေမဲ့ကြိုက်တဲ့သူလဲ dry kitchen လောက်ပဲဆိုရင်တော့သုံးလို့ကောင်းပါတယ်ဒါပေမဲ့ဒီလိုမျိုးသုံးတာတော့ပို့ပြီးတော့အစင်လဲပြည့်ရယ်ကုန်ကြစိတ်လဲတတ်တာတယ်လို့မျိုးပို့ပြီးတဲ့ရေရှည်ခံတဲ့တက်ရှည်လောက်ကလည်းအရန်လွယ်တယ်ပေါ့နော်ဒီဟာလေးကတက်ရှည်လောက်ကလည်းရန်လွယ်ပါတယ်ရှင်ဒီဟာလေးတွေဒီဟာကဒီပေါ်ကြီးကတားမြင်လိုက်လားဆိုတော့ဟုတ်ကဲ့မြင်လည်းပြဿနာမရှိဘူးဒီပေါ်ဒီမှာကျတော့မသုံးတဲ့ပစ္စည်းတွေဟုတ်လေအရင်ကမမီလို့တန်လိုက်ကတာကောင်းတယ်ဒီပေါ်မှာကျတော့မသုံးတဲ့ပစ္စည်းတွေကိုပဲသုံးကြပြီးတော့ခိုင်ခန်းတာဖြစ်တဲ့ကြောင့်အများကြီးလုပ်လို့ရတယ်နော်အများကြီးတင်လို့ရတယ်ဒီပေါ်မှာအများကြီးတင်လို့ရတယ်ဒီပေါ်တွေကကျတော့ဟိုဘယ်လိုပြောမလဲအများနဲ့သုံးတဲ့ပစ္စည်းမျိုးထားမှာမဟုတ်ပဲနဲ့တင်းစီးတာကိုပဲအပေါ်ကက်ဘိနက်တွေကဘယ်လိုမဆိုသွားကြတာပေါ့နော်ဘယ်လိုပြောအပေါ်ထားတဲ့ပစ္စည်းပဲသုံးတာလေနော်ဒါမိန်းကလေးတွေကတော့ပိုသိပါတယ်နော်ဒါပြီးလို့ရှိရင်ဒါမျိုးကောင်အောင်မှာပြောဒီမှာအစ်စ်လေးအကန့်လေးအကုန်လုံးဒါပါပါတယ်ဒီမျိုးကောင်ကသုံးတဲ့ဟာကတော့ဗာလဲဆို black jade ဒီကျွေပြားဒါ black jade ပါ black jade ကျွေပြားခင်းပေးထားတာပါ black jade ကျွေပြားဟိုမှာblack jade မှာဆိုလို့ရှိရင်ကျတော့လည်းအမျိုးမျိုးရှိရပါတော့အပြင်ကကျေပြား granite ထဲမှာတော့ black jade ကအလှဆုံးပဲပေါ့နော်ဒီ black jade ထဲမှာရွှေရောင်ပါတာလေးနဲ့ငွေရောင်ပါတာကမာပါတာလေးနဲ့ပုံစံလေးတွေပဲအဲ့လိုမျိုးကွဲသွားတာပေါ့နော်ဒါ black jade ပဲဒါမျိုးပုံမှာကျတော့ဒါအုတ်ကွက်ပုံစံမျိုးလေးခတ်ထားတယ်လောက်ထားတယ်ပလက်ပေါက်ဆိုလဲဒါစဉ်းစားပြီးတော့ပေါ့နော်ဒီကနေချက်တယ်ဆိုဒီမှာတစ်ခါလေးရတယ်ဒီဘက်ကဆိုလဲတစ်ခါလေးရဒီဆိုအိဇောဖာနာမလို့ပေါက်တယ်ဒါနဲ့ကောင်းလို့နော်ဒါနဲ့တော့မိဘကုံဆိုလို့ရှိရင်မိဘကုံအကျယ်ရအောင်လို့တကားလဲဖွင့်လို့ရအောင်လို့မပြောဒီမှာအချိုးလေး white ကလေးတစ်ခါလေးလုပ်ပေးထားတယ်ဒီတန်ပန်းတော့မပြောတက်ပေးထားတာအရှင်းတွေကတော့တက်လို့မရသေးဘူးဆိုတာ BCC မကြသေးဘူးပေါ့နော်အခုလောလောဆယ်နေလို့ရှိရင် safe လေးဖြစ်အောင်လို့ဒါမပြောတော့ကနေပြီးတော့ emergency တခါဒါလေးကပေါ့လောက်ရင်လည်းနည်းနည်းသတိထားပါဘောနော်ဒီလိုလေးကိုွေးပြီးတော့ပါဒီလိုလေးလောက်လိုက်အောင်မယ်မဟုတ်ဘူးဆိုလို့ရှိရင်ဒါလည်းတက်တိုက်နေမှာပေါ့မောရင်ကြတော့လေမိဘကုံကိုနေရာမပေးဘဲနဲ့ဒီလောက်ထိပဲဆိုတဲ့ခါကျလည်းဒုံးတိဖြစ်နေမှာဆိုလို့ပေါ့နော်တရားလေးလုပ်ပေးထားရဲပြီးတဲ့ခါရေချိုးကန်းထဲမှာဆိုလို့ရှိရင်လည်းဘာတွေလုပ်ပေးထားရလဲဆိုတော့ဒီကျွေပြားလေးကလေဒီဇိုင်းလေးနည်းနည်းလေးကွဲတယ်ဒါမှမပြောလို့သိတာဖြစ်မယ်ဒီဇိုင်းကဒါမျိုးဆိုရင်တော့ကွဲလားမကွဲလားသိမှမထင်ဘူးဘာဖြစ်လို့ဆိုတော့အောက်က shape လိုမျိုးကလေရတဲ့ခါလေးရတယ်မရတဲ့ခါလည်းမရဘူးဒါပေမဲ့အနည်းဆုံးတူအောင်လို့အပေါ်မပြောလို့စက်ကပ်ပေးထားတယ်ပြီးတဲ့ခါကျလို့ရေတိုင်းကြီးရေပန်းနေတာမပြောလို့ဆင်ပေးထားရပေါ့နော်အဲ့လိုမျိုးလို့ဒါပေမဲ့တို့ကဒီမှာဆိုလို့ရှိရင်ဆေးရကြတော့မျက်နှာချက်ဆေးရဘယ်လိုမျိုးတော့ပါလဲဆိုတော့ဒီရှိကဥစ္စာကိုမပြောလို့ကော်နာကောနစ်ကလိုက်တဲ့အချိန်မှာဘာတော့နည်းနည်းဖြစ်သွားလဲဆိုတော့လက်ရလေးတွေနည်းနည်းမဲရလေးတွေဖြစ်သွားတယ်အဲ့လိုဖြစ်သွားတဲ့အတွက်ကြောင့်မလို့မပြောလို့ကတော့ဘာတော့ပြန်လုပ်ပေးလိုက်ရလဲဆိုတော့ဟိုတက်ရှင်လေးပေါ့နော်ပတ်တီတက်ရှင်လိုက်ပြီးတော့ဆေးတော့ပြန်တုပ်လိုက်ရတယ်အဲ့ဒါကြောင့်မျက်နှာချက်လေးဖြူပြီးတော့ပို့ပြီးတော့တန့်သွားပါတော့နေရကတော့မိတ်ကက်ရောင်လေးတို့လည်းကိုတော့ကဒါတုတ်ထားတာပေါ့နော်မိတ်ကက်ရောင်နဲ့အောက်ကခဲလေးနဲ့မပြောလို့ကျန်ကြီးကတော့ခဲလေးနဲ့ဆိုတော့အကုန်လုံးက mask ဖြစ်သွားတယ်ပေါ့နော်ဟုတ်ကဲ့ဒါလေးပြောချင်တာပါရှင်